ကျွန်တော်အကြောင်းလေးစပြောရမယ်ဆိုရင်ကျွန်တော်လွန်ခဲ့တဲ့ဒီစတူဒီယိုမပေါ်ခင်ပေါ့ဗျာအဲ့ချိန်မှာဝင်ဒီမီယာမှာမြန်မာတန်အဟောင်းကြီးပေါ့အဲ့ဒီမှာ English program မှာစပြီးတော့ကျွန်တော်ဒီ English ရှင်တွေစဆိုတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ဘာဒီလို band အနေနဲ့မဟုတ်ပါဘူးကျွန်တော်တို့စဆိုတဲ့အချိန်တုန်းကတော့ဒီ hollow guitar လေးတွေနဲ့ပဲစပြီးဆိုကြတယ်ကျွန်တော်အဲ့ဒီအဟောင်းမှာပေါ့ဒီ59လောက်ကပေါ့နော်59လောက်ကအဲ့ဒီမှာဝင်တယ်မီယာအဟောင်းရေစင်ကြီးရှိတဲ့နေရာပေါ့အဲ့ဒီမှာစပြီးတော့ကျွန်တော်ပထမဆုံးဆိုတဲ့အင်္ဂလိပ်သရှင်လေးကတော့ကျွန်တော်တို့ဒီရုပ်ရှင်သရှင်တစ်ပုဒ်ဖြစ်တဲ့ John Wayne ကားပေါ့ဗျာ Rio Bravo ဆိုတဲ့ကားလေးရှိတယ်အဲ့ဒီကားထဲမှာဆိုတဲ့ဒီမတင်ဆိုတဲ့ဒီ My Rifle My Bully and Me ဆိုတဲ့သရှင်လေးကိုစပြီးတော့ကျွန်တော်အဲ့ဒီ BBS အဟောင်းပေါ့နော်ဝင်နေပြန်မှာကျွန်တော်စပြီးတော့စဆိုတယ်ဆိုပြီးတော့အဲ့ဒီမှာဆိုပြီးတော့အဲ့ဒီအချိန်မှာဒီပြည်လမ်းမှာရှိတဲ့မြမတန်ကလည်းပြီးလောက်နေပြီပေါ့နော်အဲ့ဒီအချိန်မှာဒီလွှင့်တဲ့အချိန်ကျတော့ဘယ်လိုဖြစ်လဲဆိုကျွန်တော်တို့အဲ့ဒီမှာဆိုပြီးတော့ရတဲ့သချင်းတွေကိုသူကပထမဆုံးကျွန်တော်တို့1960ပေါ့နော်အဲ့တော့မြမတန် English program မှာစပြီးတော့ကျွန်တော်Tony Hanley အနေနဲ့ဘူဟန်အနေနဲ့မဟုတ်ပါဘူးအဲ့ဒီတော့ကျွန်တော် Tony Hanley အနေနဲ့ကျွန်တော်အဲ့တော့စိန်ဘောကျောင်းသားပေါ့ကျွန်တော်အဲ့တော့ကျွန်တော်14နှစ်သားပေါ့ကျွန်တော်ကျောင်းပြီးပြီးတော့အဲ့သချင်းကိုသွားပြီးပြိုင်တာပါပြိုင်တော့ကျွန်တော်အဲ့သချင်းလေးကိုကျွန်တော်ရတယ်တီးပေးတာကတော့ကျွန်တော်တို့အခု America မှာရှိနေတဲ့မောင်စောဆိုတာရှိတယ်နောက်တစ်လုံးကိုတော့ Austin စိန်မောင်ဆိုတဲ့ကျွန်တော်ရဲ့တကယ်ချင်းပဲသူကတော့ဟိုဆရာဝန်ကြီးတမားတော့အခုတော့ပြင်ဆင်သွားပါပြီသူတို့နှစ်ယောက်ကနေကျွန်တော်အဲ့တခြင်းလေးကိုတီးပေးတယ်ကျွန်တော်က My Rifle My Bully and Me ဆိုတဲ့တခြင်းလေးကို Rio Bravo တွေကရုပ်ရှင်တခြင်းလေးကိုပထမဆုံးကျွန်တော်ဆိုတဲ့အင်္ဂလိပ်တခြင်းလေးတစ်ပုဒ်ဖြစ်ပါတယ်အဲ့လိုဆိုပြီးတော့နောက်ပိုင်းလဲကြာတော့ဒီပြည်လမ်းမှာရှိတဲ့ဒီမြန်မာအတန်ကြီးကစဖွင့်ပြီး60မှာဖွင့်တဲ့အချိန်မှာ English program မှာကျွန်တော်တို့ညမှာကြီးညာတာပေါ့ဒီ variety show မှာဝင်ပြိုင်နေတဲ့လူရှိရင်ဝင်ပြိုင်လို့ရပါတယ်စည်ရင်းပေးပါဆိုတော့ကျွန်တော်အဲ့မှာဝင်ပြီးတော့စည်ရင်းသွင်းတယ်သွင်းပြီးတော့အဲ့မှာဆိုတဲ့အချိန်မှာကျွန်တော်တို့ကဝင်တမီယာတော့ဆိုတော့ဟော်လိုလေးနှလုံးနဲ့ပေါ့အဲ့ဒီပြည်လမ်းမှာလည်းရောက်တော့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာဘာတွေဖြစ်လာလဲဆိုကျွန်တော်တို့ကဒီတီဝိုင်းလေးပေါ့တီဝိုင်းလေးတစ်ခုထောင်လိုက်တယ်silhouette ဆိုပြီးတော့ကျွန်တော်တို့ဝိုင်းလေးကိုကျွန်တော်အဲ့ဝိုင်းနဲ့ကျွန်တော်စပြီးတော့ဒီနိုင်ငံခြားမှာအဲ့ဒီချင်းက literature ရဲ့တခြင်းရန်နာမည်ကြီးတဲ့ move it ဆိုတဲ့ golden disc ရတဲ့တခြင်းလေးကိုကျွန်တော်စပြီးတော့အဲ့ဒီ English program မှာပြည်လမ်းမှာရှိတဲ့ English program မှာ variety show မှာကျွန်တော်စပြီးဆိုပါတယ်အဲ့ဒီအချိန်မှာဆိုတဲ့အချိန်မှာတော်တော်များများကလည်းအဲ့ဒီမှာဝင်ပြိုင်တာတွေလည်းများတယ်ဗျာတခါအဲ့ပွဲလေးတစ်ပွဲလုပ်မယ်ဆိုရင်လူအနည်းဆုံး80 100လောက်100တော့100ဆိုပါတော့80 90 100အမြဲရှိတယ်အဲ့ဒီအချိန်မှာအတန်ကိုစမ်းတာဘာလို့လဲဆိုတော့ကျွန်တော်တို့အခုဖိုကလဲအဖေပေါ့နော်အခုဂီတာတီးတဲ့ဖိုကလဲ bass ဂီတာတီးတဲ့ဖိုကလဲအဖေဦးလာဘူးဆိုတာရှိတယ်ဦးလာဘူးသူရဲ့Raymond ထုံးဝေဆိုတာရှိတယ်သူ့အမေကမတ် Ellison ပေါ့နော် Ellison ထုံးဝေအမေထွန်းရဲ့အမေပေါ့အဲ့လိုဝတ်ချက်ထောက်ပြီးသူကနေစမ်းတဲ့အချိန်မှာဒီပြိုင်တဲ့လူတွေအားလုံးနဲ့မှာတချို့ဆိုလဲတပိုက်လောက်နဲ့တိတ်မကောင်းဘူးဆိုရင်တော့ thank you ပါဆိုပြီးတော့နောက်တစ်ယောက်တက်ကောင်းတဲ့လူကြတော့ verse နဲ့ chorus ကြော်အထီးကိုပေးဆိုတယ် chorus လေးမှန်သွားပြီးဆိုရင် okay thank you ဆိုပြီးတော့အဲ့လိုပဲပြောပြီးတော့ဒီလိုနဲ့ပဲတယောက်နဲ့နောက်ဆုံးလူပြေးသွားတယ်ပြေးသွားတဲ့အချိန်မှာဦးလာဘူးဘာလုပ်လဲဆိုတော့ကဲဒီလမင်းတို့တိုင်တဲ့လူတွေအားလုံးလူ80 90ရှိတဲ့ထဲကငါတို့ဒီလကုန်ရင်ပထမအပတ်မှာစနေနေ့မှာလွှင့်မဲ့တချင်းကိုစပြီးတော့ငါတို့10ယောက်ရွေးမယ်အဲ့တော့အောက်ပါပုဂ္ဂိုလ်များရတဲ့လူဒီအရွေးခံရတာပေါ့နော်အဲ့ဒီအချိန်မှာ1ဘယ်သူလဲ2ဘယ်သူလဲဆိုတော့အဲ့မှာလဲကျွန်တော်အဲ့ခုနပြောတဲ့ movie အဲ့ဒီမှာသူ vocal လိုပဲအရင်စစ်တာ band မပါသေးဘူး ဘယ်လက်စစ်တယ်ဘယ်နဲ့ band ကဘယ်နဲ့မဟုတ်ဘယ်နေရတော့မဟုတ်အဲ့ဒီအချိန်မှာဘယ်နဲ့လာမယ်ဆိုလဲတချို့ကဟော်လိုနှလုံးနဲ့လာတယ်တစ်လုံးနဲ့လည်းလာဆိုတာပဲအဓိကတီးတာနဲ့ဆိုတာနဲ့
ဘိုးတန်ပြီးအောင် ပေါ်မယ် vocal ကိုစစ်တယ်ဆိုတော့အတန်ကောင်းရမယ် accent ကို စကလုံးနဲ့ပြီးရမယ်နော်စကလုံးမပြီးလို့မရဘူးတချို့ဆိုရှိတယ်လေဘယ်လိုလဲဆိုတော့အင်္ဂလိပ်ချင်းကိုချက်တူရေးလို့ချက်ပြီးတော့ဒါပြိုင်တယ်ဒါမျိုးအဲ့ဒါမျိုးကြတော့လေတချို့မရဘူးအဲ့လိုလေးရှိတယ် လူတွေသိစင်တာလူတွေသိစင် local talent ဆိုတော့လိုနဲ့ကြော်ဖြတ်လို့မရဘူးဘယ်ရင်တော့ just တယ် for you variety show ကတော့လူပေါင်းစုံပေါ့အဲ့လိုနေနေပြိုင်ရောပြိုင်တဲ့အချိန်မှာကျွန်တော်ခုနပြောတဲ့ movie တခြင်းလေးရတော့အဲ့10ပုတ်ကိုအားလုံးလည်းပြီးရောအောက်ပါလူ10ယောက်ကဒီလအတွက်တော့ရသွားပါတယ်ပြောလဲပြောကဲအစအနေအဆုံးမရတဲ့လူတွေလည်းထိုင်စောင့်ပြီးကြည့်နိုင်တယ်အဲ့ဒီ10ယောက်ကိုပြန်ပြီးတော့ record ပြန်လုပ်တယ်အဲ့ဒီမှာတပုတ်ချင်းပြီးရောဘာလုပ်လဲဆို10ယောက်လည်းပြီးတော့အဲ့ tape ကြီးကိုသူတို့ပြန်ပြီးယူပြီးတော့ English program ထဲမှာမင်းတို့စောတော့ကသွင်းတဲ့သင်းကိုပြန်ပြီးတော့နားထောင်ရမယ်လာကြပါဗျာဆိုပြီးတော့ရတဲ့ကောင်10ယောက်ပေါ့ခုနမင်းကလေးတွေလည်းပါတယ်ယောက်ျားလေးလည်းပါတယ်English program နဲ့သွားတယ်ဟိုရောက်တော့ Ampex recorder ကြီးနဲ့ဖွင့်တဲ့အချိန်မှာတချင်းနားထောင်မှုလုပ်နေတဲ့အချိန်မှာထားတယ်မိုးဟင်းကားတဲ့အရာရောင်လုံးနဲ့ကျွန်တော်မှတ်မိတယ်ဗျအဲ့လူကြီးကတခါတည်းသူ့ရဲ့တဘိုးကြီးနဲ့တခါတည်းအကုန်လုံးမုတ်တွေရောအရေးတွေရောထမ်းပြီးယူလာပြီးတော့အဲ့ဒီမှာရင် English program မှာတင်ကျွေးတာကျွေးတော့အပြီးလဲပြီးတော့အဲ့တချင်းကိုပြန်နှမ်းထောင်ပြီးတော့ကိုကျဉ်နှက်ကြတာပေါ့ဝင်းလဲဝင်းသားကြတယ်အဲ့ဒါနဲ့ပြီးတော့အဲ့ဒီမှာသူကပြန်ပြောပဲဒီတချင်းကအခုလာမဲ့နားကုန်ပြီးဗြဟ္မအပတ်မှာစနေနေ့မှာဒီတချင်းကိုပြန်လွှင့်မယ်ဆိုတော့အဲ့ဒါနဲ့တလားလုံးကိုစောင့်ရတော့ကိုတော်နေရ explore ရှိအဲ့ချိန်မှာတော့ my rifle my pony and me တော့14ပေါ့ဒါပေမဲ့အဲ့ချိန်မှာတော့15 16ရောက်ပေါ့ယူပေါက်လေးပေါ့နော်အဲ့ဒီမှာစိန်ဘောမှာနေတော့ပေါ့ပြီးလဲပြီးရောဟိုရွှေမဲ့နေနီးလာလေးရင်တုံလေးပေါ့နောက်ဆုံးကျတော့တကယ်နေလဲလာအောင်9နာရီမှလာကန်ဒီကျ10နာရီလောက်တည်းကရေဒီယိုကိုင်းရရေဒီယိုကတည်းကသေးတယ်တစ်ထောင်ကျော်ပဲရှိတယ်တကယ်ချင်းအိမ်မှာ2000လောက်ရှိတဲ့ရေဒီယိုကြီးရှိတယ်ရေဒီယိုမှာသွားပြီးညနေကျတော့ထိုင်ဆောင်တယ် radio gram နဲ့နားတော့မုံရုပ်ရေဒီယိုပဲ gram မဟုတ်ဘူးရိုးရှိတယ်ဒါပေမဲ့ဟိုရေဒီယိုကလွှင့်တာလွှင့်တာအဲ့တော့ echo radio ဆိုတာရှိတယ်အဲ့တော့ဒီလိုဘတ်တီးတိုက်ပေါ့ဘတ်တီးတိုက်ကြီးအဲ့ဒါနဲ့9နာရီလဲထိုးရောတချင်းကိုတပုတ်ပြီးတပုတ်လာတာကုတ်ကလေးလဲကြောဟာငါအမှန်အံ့ဩတယ်ကွာဒီရေဒီယိုတွေကနေလာနေတယ်ကွာဆိုတော့သဘောတွေကြားနေတာပေါ့အဲ့ဒီကအဲ့ဒါကိုအစပဲပေါ့နော်အဲ့ဒီကနေပြီးတော့မှတခါနေတခါ variety show တွေဆက်တိုက်လာတိုင်းလုပ်တယ်အဲ့ချိန်မှာဒီမြန်မာအတန်ဝင်းကြီးရတယ်ဟောမရှိဘူးဝင်းမကာထားဘူးရှေ့မှာလည်းတက်ကလူရှိတယ် DTC ရှိတယ်နောက်လာကြရတော့လေစရင်လာတွင်းကြပါပြိုင်မဲ့လူရှိရင်လာပြိုင်ကြပါလို့လုပ်လိုက်တယ်အဲ့ဒီမှာလည်းနေလိုက်ပေါ့ဒါထပ်ပြိုင်တော့ထပ်ရပြန်အောင်ရလာအဲ့ဒါနဲ့နောက်တစ်လားနှစ်လားလောက်နားလိုက်တစ်ခါပြန်လာလိုက်ရလိုက်အဲ့ဒီမှာ constantly လို့ collaboration တခြင်းတွေပါဒီဆိုတယ်ဘာညာဆိုတော့ပြီးလဲပြီးတော့နောက်ဆုံးတနေ့ကျတော့အဲ့မှာဝင်ပြိုင်နေနဲ့တခြင်းလေးတစ်ပုတ်အဲ့နေရာဝင်ပြိုင်မှုအစီအစဉ်မရှိတော့အဲ့ဒီအချိန်မှာအင်္ဂလန်မှာဘာတခြင်းလေးကဖြစ်နေတယ်ဆိုတော့ a girl like you ဆိုတဲ့တခြင်းလေးကအရန်နာမည်ကြီးတယ်အဲ့ဒီတခြင်းလေးကို literature ပေါ့အဲ့ဒါနဲ့စရင်တော့မသွင်းထားဘူးဟိုလဲရောက်တော့ကိစ္စမရှိဘူးကွာငါဒီလာတော့မဆိုတော့ဘူးဟိုရောက်ရင်တော့ငါလဲဝင်ထိုင်ကြည့်လိုက်မယ်အားပေးဦးမယ်ဆိုပြီးတော့ဆိုတဲ့လူတွေစီသွားတဲ့အချိန်မှာဘယ်သူနဲ့တော့တွေ့လဲဆိုအခုဝင်ရင်ပေါ့စန်နီယာကွန်စော်ဆိုတာသူ့နာမည်ကဟိုတော့စန်နီယာကွန်စော်မဟုတ်ဘော်နီကွန်စော်အဲ့ဘော်နီကဘာပြောလဲဆိုတော့ဟဲ့တူနီရဲ့မင်းအကယ်လိုက်ယူတဲ့ချင်းရေးလဲကောင်းတယ်ကွာလေလိပိုက်လေးကတော်တော်ကောင်းတယ်ဘော်နီမင်းရလာလို့ဆိုတော့ဟာငါချက်ဖြတ်ထဲရတယ်ငါလဲဘယ်နဲ့တီးတာဘယ်နဲ့မဟုတ်ဘူးဟောလို့သူကလီဂီတာလီတီးတယ် electric guitar လေးနဲ့ကိုကဗမာမြန်မာလုပ်တဲ့ guitar ပေါ့အဲ့ဒါလေးနဲ့ rhythm တစ်ခုနဲ့ drum set ဘာမှမပါဘူးအဲ့ချိန်မှာအဲ့တော့သူကရလာဆိုအဲ့ချိန်မှာစရင်တော့ပိတ်တယ်ဒါပေမဲ့တီးရှင်လွန်းလို့အဲ့မှာဝင်ပြီးတော့ပြောလိုက်တယ်ကဲကျွန်တော်တို့မထူးပါဘူးတချင်းလေးတစ်ပုတ်ဆိုရှင်စိတ်လေးအရန်ပေါက်တယ်တီးရှင်လူကလည်းဘော်နီကလည်းအရန်တီးရှင်တယ်ဘော်နီကွန်းတော့ကလည်းဆိုတာဝင်ပြောတဲ့အချိန်မှာရပါတယ်တဲ့ဝင်ဦးလာဘူးတော့မဟုတ်ဘူးအဲ့တော့တယောက်ကိုပေါ့
မြန်မာ ဒီနည်းလည်းရှိတယ်တော့ သူတို့မရောက်သေးဘူးဒါနဲ့စောသေးတယ်စောသေးတယ်အဲ့ဒီအချိန်မှာဝင်လဲ အဲ့တော့ recording က mono ပဲရှိသေးတယ် အဲ့တော့ mono ပဲပြီးလို့မဟုတ်ဘူးလေအဲ့တော့ MPEG ဆို MPEG ဆို mono MPEG တော့ကောင်းတယ်အဲ့ဒီအချိန်မှာဝင်ပြန်လိုက်တဲ့အချိန်မှာ Bonnie ကလည်းသူ lead လေးနဲ့ Angel Face with your smile which is how lucky can အဲ့ချင်းလေးအဲ့ဒါနဲ့ဝင်လဲပြန်လဲရောကြည်လဲကြည်ညာလာရောရှင်းရှင်းဝင်ပြိုင်တဲ့ပုဂ္ဂိုလ်ရပြန်ရောရပြန်တော့အဲ့ဒါနဲ့ပဲအဲ့မှာ recording စောစောပြောလို့ recording လုပ်ပြီးတော့ English program နားထောင်လာကုန်တဲ့တစ်ပတ်စနေနေ့မှာပြန်လွှင့်လွှင့်လဲပြီးတော့နောက်ဆုံးလဲကြောက်အောင်ဒီနေ့ကျတော့ မိုက်လစ်ဆန်ကပြောလဲဆိုတော့တွန်ကြီးတဲ့နေ variety show ဝင်မပြိုင်ပါနဲ့တော့တဲ့မြို့မှာ singing for you program တခုပေးမယ်တဲ့အဲ့မှာ၅ပုတ် Victor လည်းပြောတယ်သူလည်း singing for you program ရှိခဲ့တယ် Victor ရှိတော့ အဲ့ဒါနဲ့ okay အဲ့ဒါဆိုလဲကောင်းပြီလို့ဒီပြင်လူတွေကိုလည်းပေးဆိုလိုက်ပါလေ variety show နဲ့မဆိုနဲ့တော့ဟုတ်ပြီလို့အဲ့အစီအစဉ်လေးကိုနေနဲ့ပေးမယ်ဆိုတာလေးကို Playboy တန်းနိုင်ရသိတယ်အဲ့ချိန်မှာဒီကောင်က Playboy မဟုတ်သေးဘူးDreammakers မပေါ်သေးဘူး Dreammakers အဲ့ချိန်မှာမျိုးမအကြောင်းရှိမှာဘာပွဲတော်လည်းမသိဘူးလုပ်တဲ့အချိန်မှာလမ်းလျှောက်သွားရင်တန်းနိုင်လို့အဲ့တင်အောင်မိုးတို့နဲ့တော့တွေ့တယ်အဲ့ဒီတို့ပေါ့အဲ့မှာတန်းနိုင်ရအားတဲ့ကိုလိုနေတဲ့ Singing for you program တခုရထားတယ်ဆိုတဲ့အဲ့ဒါတဲ့ကျွန်တော်တို့တီးရင်တယ်ဗျာတဲ့ကျွန်တော်တို့ဘန်ရှိတယ် Dreammakers တဲ့တိတ်ကောင်းတယ်ကိုလိုနီဆိုကြည့်ပါတဲ့ဒီဒါဆိုငါတရက်လာကြည့်မယ်မင်းတို့အိမ်မှာလည်းဒီမှာစမ်းကြည့်တာပေါ့လေစမ်းလဲစမ်းလိုက်ပေါ့ဟုတ်တယ်ဗျာလီကရေကြီးအနိုင်ရဒရမ်တင်အောင်မို့အက်ဒီဘာဦးက bass နောက်ကဲနေဂျင်ဆိုတာစတီဗင်ယိုးမုံနဲ့ကဲနေဂျင်က rhythm အဲ့ဒါနဲ့ Dreammakers အနေနဲ့လုပ်တော့တွင်းမယ်ပေါ့တန်းနိုင်ရပါပြောတော့ကျွန်တော်တို့မြန်မာအတန် English program မှာတွင်းမှာမဟုတ်ဘူးတဲ့ကျွန်တော်တို့စီမှာတဲ့စက်ကြီးတစ်လုံးရောက်နေတယ် MPEG အန်ကပတ်တင်ကဖမ်းပေးမှာ ဥပဒေ စတီရီယိုအဲ့ဒါပြီးလဲပြီးတော့ okay ဒါဆိုလဲပြီးတာပေါ့ဆိုအဲ့ဒီချိန်မှာ delivery check ချင်းတော်တော်များများသူတို့ပြလိုက်တယ်အဲ့တော့ notes တွေပါတယ်မရှိဘူး regia earring တိတ်ကောင်းတော့ခါတဲ့ဒီတချင်းတွေကို by heart ပဲအဲ့ဒီချိန်မှာ1 2 3 4 notes ပဲပေါ့ one part notes ကိုမရှိတာအလွတ်ကိုဒီတိုင်းအုံနောက်ထဲနဲ့ဒီ တော့ဒီတိုင်းရတယ် သူက touching code ပဲ code နဲ့ပဲ course နဲ့ဟုတ်တယ်လိလဲပါတယ် delivery check တပြားဖွင့်လိုက်ရင်တူတူပဲအဲ့ဒါနဲ့တချင်းအဲ့မှာ၅ပုတ်သွင်းတယ်သွင်းလဲသွင်းပြီးတော့အန်ကပန်တိုင်းကိုပြောတာပေါ့နော်တန်းနိုင်တော့ဘူးလေးကိုပေါ့အန်ကကျွန်တော်ဗမာသချင်းလေးတစ်ပုတ်အဲ့မှာညှက်ထည့်ခြင်းတယ်ဘာသချင်းလဲกว่าတယ်ကျွန်တော်ဘယ်ခါမေးပါနိုင်လို့လားဘယ်ခါမေးပါနိုင်သူရှင်တွဲလာပြန်ဆိုဟာကောင်းတာပေါ့ကဘဂဝမ်ဆိုလို့တဲ့ကောင်းပြီလေအဲ့ဒီစင်းလေးဆိုအဲ့ဒါတွင်းလိုက်ပေါ့အဲ့ဒီအခွေလေးကိုယူပြီးတော့ English program သွားကြအောင်သွားလိုက်ပေါ့ဘာလဲဆိုဘလို့လဲတဲ့ program တွင်းတော့မှလားတဲ့မင်းတို့ ready ဖြစ်ပြီလားတဲ့ဟိုလို့ကျွန်တော် ready မဟုတ်တွင်းပြီးသွားပြီလို့ဟာဘယ်မှာတွင်းလဲတဲ့ကျွန်တော်တို့ဒီ Uncle Patay Busy Brothers အဲ့ဒီ channel မှာပဲကျွန်တော်တွင်းလိုက်တယ်ကဲဖွင့်ကြည့်အောင်နားထောင်ကြည့်အောင်တဲ့ကောင်းရင်တော့ငါတို့ဖွင့်တာပေါ့တဲ့ recording ကိုဖွင့်လိုက်တော့ဓာတ်ပြားအတိုင်းထွက်တယ်ဘာလို့ဆိုတော့ MPEG ကသိကောင်း recording ကလည်းအဲ့တော့ Uncle Patay ကသိကောင်းတာဟုတ်ကောင်းတယ်ဆိုတော့အဲ့ဒီအချိန်မှာလွှင့်လိုက်တာလွှင့်လဲလို့ကိုအရင်ဆိုခဲ့တာတဲ့တော့မှကိုပူသဘောကျသွားတာပေါ့ဒါဆိုကျွန်တော်တခုပြောချင်တာသူတို့ဒါကအငယ်ဥပဒေမှာကိုတနီးက Dreammaker နဲ့ first ပဲဖြစ်နေအဲ့တော့နောက်ပိုင်းမှာသူတို့တွင်းသေးတယ် VOA ကဖွင့်ဖို့လေကလေးတို့တန်းနိုင်တို့တွင်းသေးတယ်ဟုတ်တယ်အဲကိုတင်ချင်းက first နဲ့နောက်မှသူတို့ဟုတ်တယ်နော်ပထမဆုံးပဲနော်အဲ့ဒါလည်းပြီးတော့ English program တွေပြီးတော့အဲ့ဒီအချိန်မှာ studio ပေါ်သေးဘူးအဲ့ဒီအချိန်မှာမပေါ်သေးဘူးအဲ့ဒါနဲ့နောက်ဆုံးလဲကြအောင်တစက်ပေါ်တန်းနိုင်ရလဲအဲ့ဒီအချိန်မှာ variety show မှာ Sukiyaki ဆိုနေပြီစိန်ဝင်ရလဲဆိုပြီးအဲ့မှာသူတို့ကလည်းနောက်ဆုံးကျတော့ဒီ English program တွေ English program မှာသူတို့ဆိုနေကြတယ်အဲ့လိုဆိုရင်းနဲ့နောက်ဆုံးလဲကြအောင်ကိုကမထူးတော့ဘူး English သင်းတွေဆိုနေပြီဆိုတော့The Saints က Richard King ကပါပြောလဲဆိုတော့ဟဲ့အောင်တို့ကြီးမင်းအလကားနေမယ်သူမင်း English ရှင်းနေမင်းရတာပဲငါတို့နဲ့ club မှာလိုက်ဆိုပါလားဆိုတော့အဲ့မှာ American club တို့ British club တို့အဲ့ fun fair တွေပါမှာဆိုရင်အဲ့မှာပတ်စံရတယ်တပွဲဆိုအစိတ်ပြီးတာစိတ်ရတယ်အဲ့ဒါနဲ့အဲ့မှာဆိုတယ်အဲ့ချိန်မှာဘယ်သူစဆိုပြီးလဲဆိုတော့သူဆိုတယ်စိန်လွင်ရတယ် Raymond Matthew ဆိုပြီးတော့သူဆိုတယ်နော်လှဝေဆိုတယ်နော် Victor Kinyo တို့လာလဲဆိုနေပြီ Victor Kinyo ကဒီသူလဲတော်တော်စောတာပဲ English program မှာလေမှတ်မိတယ်သူတို့
English program ရောက်တဲ့အချိန်မှာ Victor program သူစိုးနေတာတွေ့ရတယ်အဲ့မှာသူအတန်သွင်းနေတယ်ပေါ့အဲ့အချိန်မှာ Victor လည်းစိုးပြီးသန်းနိုင်ရောလည်း ဂျီမီဂျက်ကမလား ဂျီမီချက်လည်းစိုးနေပြီ စိုးနေပြီနော် စိုးနေပြီဂျီမီချက်ဒါပေမဲ့ studio မဟုတ်သေးဘူးအဲ့အချိန်မှာသူကဂျီမီချက်အနေနဲ့ဆိုတာ သူကကချင်အဖွဲ့တွေနဲ့ like TV ဆိုတယ် no more ဘယ်တော့ရှိတယ် သူလည်းဒီလိုပဲကြုံတဲ့လူနဲ့